Hello မိတ်ဆွေကလာတိုင်းပဲ200ဘတ်300ဘတ်400ဘတ်500ဘတ်စသဖြင့်အင်တာနက်ကိုဘတ်400-500ပေးပြီးတော့စမှတ်ပြီးတော့သုံးနေရတော့မယ်ဆိုလို့ရှိရင်တော့ဒီဗီဒီယိုလေးကိုစစ်ကြည့်လိုက်ပါဘာဖြစ်လို့လဲဆိုတော့ဒီဗီဒီယိုလေးထဲမှာဘယ်သူမှမပြောပြတဲ့အင်တာနက် free သုံးနည်းလေးကိုပြောပြပေးမှာဖြစ်ပါတယ်ကျွန်တော်ကိုယ်တိုင်လည်းဒီနည်းလမ်းလေးကိုကျွန်တော်ရဲ့မိတ်ဆွေတငယ်ချင်းတယောက်ကကျွန်တော်ကိုပြောပြပေးခဲ့တာဖြစ်ပါတယ်အားကြောင့်မလို့ဒီနည်းလမ်းလေးကိုကျွန်တော်ကပြန်လည်ပြီးတော့မျှဝေပေးခဲ့တာဖြစ်ပါတယ်ဒီဗီဒီယိုဒီနည်းလမ်းလေးဟာဆိုလို့ရှိရင် Facebook TikTok YouTube Telegram Instagram စသဖြင့်အကုန်လုံးကိုကြည့်လို့ရပါတယ်အသုံးပြုလို့ရပါတယ်အားကြောင့်မလို့ကျွန်တော်ကဒီဗီဒီယိုလေးထဲမှာ internet free သုံးနည်းထိုင်းနိုင်ငံမှာနေကြတဲ့သူတွေအတွက်ပါထိုင်းနိုင်ငံမှာနေကြတဲ့ရွှေမြန်မာတို့အတွက် internet free သုံးနည်းလေးကိုကျွန်တော်ကပြပြပေးမှာဖြစ်ပါတယ်ဒါကြောင့်မလို့ let's go ဘယ်လိုလုပ်ရမလဲဆိုတာကိုစစ်ပြီးတော့ကြည့်လိုက်ကြရအောင်ပါခင်ဗျာโอเคအဲ့ဒါဆိုရင်တော့လူကြီးမင်းတို့ရဲ့အဖို့တန်ဖုန်းလေးစီကိုသွားလိုက်ပါခင်ဗျာပြီးလို့ရှိရင်တော့ကျွန်တော်တို့သိတဲ့အတိုင်းပဲ Google ဒါမှမဟုတ် Play Store မှာapplication တစ်ခုကိုကျွန်တော်တို့ download ဆွဲရပါမယ်အဲ့ဒီ application လေးကတော့ CAT VPN လို့ခေါ်ပါတယ် CAT CAT VPN ပေါ့နော် CAT VPN ဆိုတာလေးကိုကျွန်တော်တို့ရိုက်နှိပ်လိုက်မယ်ဆိုလို့ရှိရင် VPN တွေအများကြီးပဲပေါ်လာပါတယ်ခင်ဗျာအဲ့ဒါဆိုရင်တော့ဒီအပေါ်ဆုံးကကြောင်ရုပ်ကလေးပေါ့နော်ဒီကောင်လေးကို download ဆွဲရမှာဖြစ်ပါတယ်ဒီ CAT VPN လေးဒါကျွန်တော်မှာတော့ download ဆွဲပြီးသားဖြစ်တဲ့အတွက်ကြောင့်ဒီနေရာမှာ open ပေါ်နေတာဖြစ်တယ်ဒီလူကြီးမင်းတို့မိတ်ဆွေတွေအနေနဲ့ကတော့ဒီ install လို့ပေါ်လာမှာဖြစ်ပါတယ်အဲ့ဒီ install ပေါ်လာလို့ရှိရင်အဲ့ဒီ install ပေါ်လာတာလေးကိုdownload ဆွဲလိုက်ရမှာဖြစ်ပါတယ်ခင်ဗျာအဲဒါကြောင့်မလို့ကျွန်တော်ထဲမှာတော့ဒါ download ဆွဲပြီးသားဖြစ်တဲ့အတွက်ကြောင့် open ဆိုတာပေါ်နေတယ်နော် VPN တွေအများကြီးထဲမှာတခြားရွေးချယ်ရမယ်ဒီကြောင်ရုပ်CAT VPN လေးကိုတခြားလေးဆွဲရမှာဖြစ်ပါတယ်အဲ့တော့ဒီကြောင်ရုပ်CAT VPN လေးကို download ဆွဲပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ application နဲ့ကိုသွားပြီးတော့ဝင်လိုက်ပါမယ်ခင်ဗျာapplication နဲ့ကိုသွားပြီးတော့ဝင်လိုက်မယ်ဝင်လိုက်လို့ရှိရင်တော့ဒီအပေါ်ဆုံးပေါ့နော်အပေါ်ဆုံးမှာဒီထိုင်းနိုင်ငံရဲ့အလံတွေပြထားတဲ့အပေါ်ဆုံးလေးကိုသွားပြီးတော့ဝင်လိုက်မယ်ပေါ့နော် sorry အပေါ်ဆုံးလေးကိုကျွန်တော်တို့ဝင်လိုက်မယ်ပေါ့နော်sorry ဖုန်းကလေးအပေါ်ဆုံးလေးကိုဝင်ပြီးလို့ရှိရင်တော့ကျွန်တော်တို့ TH3.1 ဆိုတာလေးကိုပဲရွေးချယ်ပေးပါခင်ဗျာဟုတ်ပြီဒီပြီးရင်အောက်ကကြောင်ရုပ်ကလေးကိုနှိပ်လိုက်မယ်အဲ့ကြောင်ရုပ်ကလေးမှာကြတော့ဒီ D1AC No Pro ဆိုတာလေးကိုနှိပ်ရွေးချယ်ပေးပါခင်ဗျာပြီးလို့ရှိရင်တော့ဒီညာဘက်ကအစွန်းလေးကိုတစ်ချက်နှိပ်လိုက်ပါပြီးလို့ရှိရင်တော့ဘယ်ဘက်ကဟာလေးကိုတစ်ချက်နှိပ်လိုက်မယ်ဆိုလို့ရှိရင်တော့ VPN ကိုကျွန်တော်တို့အသုံးပြုလို့ရသွားပါပြီဖြစ်ပါတယ်ဒါပေမဲ့ထူးခြားချက်တစ်ခုကတော့ဒီ VPN လေးကကြော်ညာလေးတွေကိုခဏကြည့်ပေးရပါတယ်ဥမာကိုကအသုံးပြုနေတော့ပေါ့နော်သူက14မိနစ်လောက်ပဲကြည့်လို့ရတယ်ပြီးလို့ရှိရင်သူကဒီဘက်ကညာဘက်ဆုံးကဟာလေးကိုနှိမ့်ပြီးတော့ကြော်ညာလေးကိုကြည့်ပေးရပါတယ်အဲ့လိုမျိုးကြည့်ပေးခြင်းအပြင်ကျွန်တော်တို့ internet TikTok တွေ free တွေအကုန်လုံးသုံးလို့ရပါပေါ့နော်ကျွန်တော်သုံးပြမယ်နော်ဥပမာဆိုရင်ကျွန်တော် YouTube ထဲကိုဝင်ပြမယ်ဗျာအဲ့ဒီလိုဆိုလို့ရှိရင်တော့ဒီမှာ YouTube ကိုကြည့်လိုက်မယ်နော် YouTube မှာကြည့်လို့ရပြီလားဆိုတော့ဟုတ်ပါတယ်ဒီမှာကြည့် YouTube မှာလုံးဝကြည့်လို့ရပါပြီခင်ဗျာ YouTube မှာအကုန်လုံးကြည့်လို့ရတယ် line ဆွဲအားလည်းကောင်းတယ် internet ထက်တောင်မှပဲသူကပို့ပြီးတော့ကောင်းပါတယ်ခင်ဗျာအဲ့ဒါ YouTube နော်ပြီးလို့ရှိရင်ကျွန်တော်တို့ TikTok ကိုကြည့်ပြလိုက်မယ်နော်TikTok တွေဆိုလဲဒီမှာကြည့်လို့ရတာပေါ့နော် TikTok တွေဆိုလဲဒါကြည့်လို့ရတယ်အများကြီးပဲ TikTok တွေဆိုလဲကြည့်လို့ရတာတော့ပေါ့နော် TikTok တွေကြည့်လို့ရအောင်ပါတယ်ဘာရှာတဲ့ TikTok YouTube အကုန်လုံးကြည့်လို့ရတယ်ခင်ဗျတေချာတာတခုကတော့ဒီ CAT VPN ဆိုတာလေးကိုတေချာလေးဆွဲပေးပါခင်ဗျတကယ်လို့မသိနားမလည်တာတွေရှိရင်လည်း comment ကမှလည်းမေးမြန်းနိုင်တယ်ပြီးလို့ရှိရင် Messenger chat box မှာလည်းလာပြီးတော့မေးမြန်းနိုင်ပါတယ်ခင်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ကိုယ်တိုင်လည်းဒီနည်းလမ်းလေးနဲ့ internet ကို free အသုံးပြုနေတာဖြစ်ပါတယ်လူကြီးမင်းတို့လာစဉ်လာတိုင်းကုန်နေတဲ့ internet free ချင်း500ကိုဝတ်သားတုတ်ထိုးပဲဖြစ်ဖြစ်မုံပဲဖြစ်ဖြစ်သွားပြီးတော့ဝယ်စားလိုက်ကြပါတော့မူကထားပဲဖြစ်ဖြစ်သွားစားလို့ရပါပြီအားလုံးကိုကျေးဇူးတင်ပါတယ်